တိရစ္ဆာန်တွေကိုတက်မှန်ရိုက်တဲ့အခါဒီလောက်တောင်ရဲရလိမ့်မယ်လို့ဘယ်သူမှထင်ထားကြမှာမဟုတ်ပါဘူးဥပမာအနေနဲ့ဒီချင်းသေးကြီးကိုကြည့်လိုက်ပါတကိုယ်လုံးကိုမစ်စေးပေးထားတဲ့အတွက်လုံးဝကိုမစ်မျောနေပြီးကုသပေးတဲ့ဆရာဝန်တွေကဝိုင်းမထားရတာကိုတွေ့ရမှာပါစက်ပေါ်မှာလဲနေတဲ့ပုံစံကတော့အကောင်ရမ်းကြီးတဲ့ဝက်ဝံရုပ်ကြီးတရုပ်လာတင်ထားသလိုပါပဲသူအိပ်ပျော်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးဆရာဝန်တွေကသူ့မိကိုအသားလေးကင်ကြည့်နေကြတာကလည်းချစ်စရာကောင်းတယ်လို့ရဲချင်းစရာလည်းကောင်းနေပါသေးတယ်ဖြူကောင်တွေကြတော့ကြည်လင်နေတဲ့စခန်းထဲကိုထည့်ဖို့ခက်ခဲလုံးပြီးဆရာဝန်တွေကမြလဲစူးတွေနဲ့အထိုးခံရပါလေရောကြက်တူရေးတွေကြတော့တမျိုးတစ်ဖုံထူးခြားနေပြန်ပါတယ်စမ်းတက်တဲ့စားပွဲခုံပေါ်မှာကျိုးတွေနဲ့ချီနှောင်ထားတဲ့ပုံစံကရှို့ဝက်ဆန်းကျဲတဲ့ရစ်ပူစော်ပွဲတစ်ခုမှာပါဝင်နေတယ်လို့မျိုးထင်မှတ်ရပါတယ်ဟန်စတာလေးတွေကိုတော့မာမီရုပ်သေးစားလေးတွေလိုမျိုးပတ်တီးတွေနဲ့စီးနှောင်ထားပြီးသူတို့ရဲ့ခေါင်းသေးသေးလေးတွေပဲပြူထွက်နေတာကိုတွေ့ရမှာပါသူတို့နဲ့ရှင်လိုက်မယ်ဆိုရင်တော့လက်တွေကိုစစ်ဆေးရတာကအများကြီးပိုလွယ်ကူပါတယ်ဓာတ်မှန်ရိုက်ဖို့အတွက် plus တပူးတစ်ခုပေါ်မှာတိတ်နှဲငယ်နဲ့ကပ်ပြီးငိမ့်နေအောင်လှုပ်ထားလိုက်ရုံပါပဲခွေးတွေရဲ့တုတ်ပြန်ပုံတွေကတော့အမျိုးမျိုးရှိကြပေမဲ့အားလုံးထဲမှာအရေရဆုံးကတော့ကော်ကီခွေးလေးတွေပဲဖြစ်ပါတယ်အယိုးကျိုးသွားလို့ခြေထောက်ကအမွှေးတွေကိုရိပ်ပြီးစေးနီရည်တွေတုတ်လိမ့်လိုက်တဲ့အခါမှာတော့ကြက်ပေါင်ကျော်အကြီးကြီးတစ်ခုနဲ့တူသွားပါတော့တယ်ဆက်ထဲကိုတွန်းထည့်လိုက်တဲ့ပုံစံကလည်းပေါင်မုံတုံးကြီးကိုမိဖို့ထဲထည့်လိုက်တယ်လို့မျိုးပါပဲတချို့ဘာမှနားမလဲတဲ့ခွေးပေါက်စလေးတွေကတော့ဘာတွေဖြစ်နေမှန်းမသိပေမဲ့စိတ်လှုပ်ရှားပြီးပျော်နေကြတော့မှာပဲပြီးတော့တဘာဝအတိုင်းအေးစိတ်တည်ငြိမ်လုံးနဲ့ကပီပါယာရေဝက်ဝံကြီးတွေကတော့ငြိမ်သက်နေကြပါတယ်